ငါမှရေတနာရှာနိုင်တဲ့စနစ်ရှိတယ်အပိုင်း230ဒီကအတွက်9တန်းလားဈေးကြီးလိုက်တာကျန်းဝေမင်းဒီအစမှာတော့ဒီကားကိုရွမ်1တန်း2တန်းလောက်တာပေးရမယ်လို့ထင်ထားတာဖြစ်သည်9တန်းဆိုတာသူထင်ထားတာရဲ့3ဆမကဖြစ်နေသည်ရဲဖန်ပြောတာကိုရက်ွက်ထဲကလူတွေကြားတဲ့အခါသူတို့အားလုံးကမူပြီးလဲကြမတက်ဖြစ်ကုန်သည်ဘာဒီကားက9တန်းတန်နေဟုတ်လားလာနောက်နေတာပဲဖြစ်ရမယ်ဒါတော့ရုပ်ဆိုးတဲ့ကားငါမြည်စောတဲ့ကားအသေးစားလေးတွေလိုပဲဘယ်လိုလုပ်9တန်းတန်ပါလဲရဲမိသားစုကကလေးကကြွားနေတာပဲမဟုတ်လားရှာဖြတ်ခံရမှာမကြောက်ဘူးလားသူကစကန်မူကျန်းရဲ့ရှေ့မှာလဲရဲပါမလားအဲ့ဒါဆိုဒီကားကတကယ်ပဲ9တန်းတန်တာလားအမလီဖះကြီးသူကဘယ်လောက်တောင်ချမ်းသာတာလဲအဲ့လို9တန်းတန်တဲ့ကားကိုဝယ်နိုင်မို့ဆိုရင်သူ့ပိုင်ဆိုင်မှုကတန်းရာချီမှာပေါ့ဟုတ်တယ်မလားတန်းရာချီတောင်လားသူကငါတို့နိုင်ငံရဲ့အချမ်းသာဆုံးသူများဖြစ်နေမလားငါတို့ရက်ွက်ထဲတော့အချမ်းသာဆုံးပဲအေးသူကအချမ်းသာဆုံးတော့မဟုတ်လားဘူးဒါပေမဲ့ထိတ်ဆုံးအရောက်တရားတဲ့တော့ပါလောက်တယ်ဒီရဲမိသားစုကကလေးကဘာစီးပွားရေးလုပ်တာလဲနေ့တစ်ဝက်ပဲရှိသေးတာတောင်မှအရန်ကိုချမ်းသာနေပြီအဲ့ဒါတရားမဝင်လုပ်ဖယ်နေမှာမဟုတ်ရင်ဒါလောက်မြန်မြန်နဲ့ပတ်စံတွေအများကြီးဘယ်လိုလုပ်ရမှာလဲငါရောပဲအဲ့လိုထင်တယ်သူကလူသက်သမားများလားရဲဖန်ဒီရက်ွက်ထဲကလူတွေရဲ့တီးတိုးပြောတဲ့တွေကြောင့်ပြောကြစကားတောင်ပျောက်သွားရသည်ဘာကိစ္စမှမရှိပဲသူကဘာလို့လူသက်သမားတောင်ဖြစ်သွားရတာလဲချမ်းသာတာကတရားမဝင်လို့လားပတ်စံမြန်မြန်ရှာနိုင်တာသူ့အပြစ်လားလူဖြစ်ရတာခက်ခဲလိုက်တာချမ်းသာရတာကလည်းခက်ခဲတယ်ပတ်စံမြန်မြန်ရှာနိုင်တဲ့လူချမ်းသာဖြစ်ရတာပိုးတောင်ခက်သေးတယ်ကျန်းဝေမင်းကအံ့ဩသွားတဲ့အမူအရာကိုဖုံးလိုက်ပြီးရဲဖန်အားလက်မထောင်ပြလိုက်သည်အလားလာရှိတဲ့လူငယ်လေးပဲထို့သို့ပြောပြီးနောက်စကန်မူကသူ့ကားရှိရာသို့ပြန်သွားဖို့ပြင်နေပြီးကားတကားဖွင့်ပြီးကမှပြန်လှည့်လာကမေးသည်ဒါနဲ့နာမည်ကဘာလဲရဲဖန်ပါကျန်းဝေမင်းကခေါင်းငိမ့်ပြပြီးကားပေါ်သို့တက်သွားသည်ရဲဖန်ကလည်းအချိန်ဆွဲမနေပဲသူ့ပြိုင်ကားကိုဘေးဖယ်ပေးလိုက်သည်ထို့နောက်ကားကိုငကိုမူလာနေရမှာပဲပါကင်ပြန်ထိုးထားလိုက်သည်သူပြန်လှည့်လာတဲ့အခါရက်ွက်ထဲကလူတွေကသူ့ကိုမကောင်းဆိုးဝါးမြင်ရသည့်အလားဝိုင်းကြည့်နေကြသည်ဘလို့ပဲကြည့်ကြည့်လွန်ခဲ့တဲ့နှစ်ဝက်ကမှစားစရာမရှိဖြစ်နေတဲ့ကောင်လေးကတန်းကျွေတထေးကြီးဖြစ်နေတာကိုသူတို့မြင်ကြည့်လို့တောင်မရပေထို့အပြောင်းလဲကနည်းနည်းလေးကြီးလို့နေသည်သူတို့အားလုံးလက်မခံနိုင်တာပုံမှန်ပဲဖြစ်သည်လက်ခံနိုင်မှုအတွက်ကကြားကာလာတစ်ခုလိုအပ်သည်အန်အောလိုက်ထိတ်လန့်လိုက်နဲ့လေးစားကြလာတော့မှဖြစ်သည်ရဲဖန်ကတကားကိုဖွင့်ပြီးကားထဲကထွက်လာသည်သူကခေါင်းငိမ့်ကရက်ွက်ထဲကသူတွေကိုပြုံးပြလိုက်သည်မနှက်ဖြန်ကလာမပွဲတော်ဖြစ်တဲ့အပြင်အဖိုးရဲ့မွေးနေ့လည်းဖြစ်တော့မွေးနေ့ဝဲကိုလာကြဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ဒါပေါ့တေချာပေါက်လာရမှာပေါ့ရဲဖိုးရဲတခင်ကြီးရဲ့မွေးနေ့ကိုတက်ရောက်ရတာကငါတို့ရဲ့ဂုဏ်ယူစရာပါပဲရဲတခင်ကြီးကအရှိပင်လေလိုကြွယ်ဝပြီးတောင်ပိုင်းကတောင်တွေလိုတက်ရှိကျမ်းမာဖို့အတွက်ကြိုးဆူတောင်းပါတယ်လူတိုင်းကရဲဖန်ရဲ့ဖိတ်ခေါ်မှုကိုကြားပြီးတဲ့နောက်သူ့ကိုစတင်မြောက်ပေးကြတော့သည်တခင်ကြီးရဲလို့တောင်ခေါ်ကြသည်ဘလို့ပဲဖြစ်ဖြစ်ရဲမိသားစုကအရင်ကနဲ့မတူတော့ပေအရင်ကတော့အဖိုးကြီးရဲလို့ခေါ်ခဲ့ကြတာအခုတော့အဲ့လိုခေါ်ဖို့အတွက်ဗဇက်တောင်မဟာရဲကြတော့ပေသူမီးကတန်းချီသုံးနိုင်တဲ့လူဖြစ်နေပြီဖြစ်သည်သူတို့နဲ့အစင်တန်းကွာခြားသွားပြီဖြစ်သည်ရဲပေါကောသည်သူ့ကိုလူတိုင်းကတခင်ကြီးရှဲဟုခေါ်နေတာကြောင့်
နေရခတ်နေသည်မနှက်ဖြန်အကုန်စုပြီးပြောကြတာပေါ့ဒါပေမဲ့တခုတော့ရှိတယ်ငါ့ကိုတခင်ကြီးလို့ထပ်မခေါ်ကြနဲ့ထက်ခေါ်တာကြားရင်ပါးကိုခက်နာနာလေးရိုက်ပေးမယ်သူပြောတာကိုကြားတဲ့အခါလူတိုင်းကသဘောတူကောင်းကျင်ပြသည်ထို့နောက်သူ့ကိုဘဝမမေ့တတ်ဘူးဆိုကချီကျူးကြပြီးတရုတ်တသေးလေးလေးဆဆဆက်ဆံကြသည်ထို့နောက်သူတို့အားလုံးကလူစုခွဲလိုက်ကြသည်ဘူဘောလိုင်ကရဲဘော်ကိုချီကပ်ဖို့လုပ်ပေမဲ့မျက်နှာပြက်မိအဖြစ်ကိုမလုပ်နိုင်ပဲဖြစ်နေသည်သူကသူတို့မြီးဖိုးတွေကိုလောင်ပြောင်ခဲ့ပြီးအခုမှညီကိုသွားတော်ချင်နေလို့မရပေရက်ကွက်ထဲကလူတွေကသူ့ကိုတေးအောင်ဟားတိုက်ရဲကြလိမ့်မည်ထို့ကြောင့်သူလည်းဘာမှမတတ်နိုင်ပဲလူအုပ်ကြားထဲကနေစိတ်မပါလက်မပါထွက်လာတော့သည်ရဲဘော်ကလူအုပ်ကြီးလူစုကွဲသွားတာကိုစောင့်နေပြီးမှလိုက်ကန်းကားရှိရာသို့ရှောက်သွားသည်ကားကိုထိဖို့လန်လိုက်ပေမဲ့ကားကိုမထိခင်မှာပဲညစ်ပတ်သွားမှစိုးရိမ်တာကြောင့်ရုတ်တရက်လက်ကိုပြန်ရုပ်လိုက်သည်ရဲဖန်ကတော့သူ့အဖိုးလုံးနေတာကိုကြည့်ပြီးသူ့အဖိုးကြီးလက်ကိုဆွဲကအဖိုးဒါကျွန်တော်တို့ကားလေထိချင်ထိလို့ရပါတယ်မရဘူးဒီကားကဈေးကြီးလွန်းနေပွန်းသွားလို့မဖြစ်ဘူးရဲပေါကထိုကဲ့သို့ပြောနေပေမဲ့ရဲဖန်ဆွဲခေါ်တာကိုမငင်းဆန်မီထို့နောက်ကားကိုထိလိုက်တဲ့အခါတကိုယ်လုံးတုန်သွားသည်ငါစစ်ထဲမှာတော့အချိန်တော်ကြာကားမောင်းခဲ့ရသေးတယ်အလင်းလိုအချိန်နဲ့မောင်းခဲ့တဲ့အချိန်တွေကိုအခုချိန်ထိမမေ့နိုင်သေးဘူးအဲ့တုန်းကတော့ငါသာတဘွားလုံးကားမဲမောင်းနေရရင်တော်တော်ပြောင်းစရာကောင်းမှလို့တွေးခဲ့တာရဲဘော်ကအတိတ်ကိုပြန်တန်းတာကပြောနေသည်သူအဖိုးကြီးစကားကိုကြားတဲ့အခါရဲဖန်နှလုံးသားထဲမှာနာကျင်သွားသည်ဒီနှစ်တွေအတွင်းမှာသူ့အဖိုးကသူ့မှာရှိသမျှအကုန်လုံးကိုသုံးပြီးသူစာသင်ဖို့အတွက်ပံ့ပိုးခဲ့တာဖြစ်သည်သူ့ကြောင့်သာမဟုတ်ရင်သူ့အဖိုးအဖွားတို့အတွဲကပိုကောင်းတဲ့ဘဝလေးတစ်ခုဖြစ်နေပြီးသူတို့လှုပ်ချင်တာကိုလုပ်နိုင်နေမှာဖြစ်သည်သူ့ကြောင့်သာသူ့အဖိုးနဲ့အဖွားကနောင်တတွေအများကြီးနဲ့ရှင်သန်နေရတာဖြစ်မည်ဒါပေမဲ့ခုလည်းအယမ်းမနောက်ကြသေးပေရဲဖန်ကသူတို့ရဲ့ဆန္ဒတွေကိုအကောင်းဆုံးဖြည့်ဆည်းပေးသွားမှာဖြစ်သည်အဖိုးစက်မောင်ပြီးပြောကြည့်ကြမလားရဲဖန်ကဆွဲဆောင်တဲ့လေးတန်းဖြင့်မေးလိုက်သည်ရဲဘော်ကချက်ချင်းလက်ကိုအမြန်ဝေရမ်းလိုက်သည်မဖြစ်ဘူးဒီကားကဈေးကြီးလွန်းနေပျက်စီးသွားရင်ဘယ်လိုလုပ်မလဲရဲဖန်ကဘာမှရှင်းပြမနေပဲသူ့အဖိုးကိုမောင်းသူနေရသို့တွန်းပို့လိုက်ခါအဲ့တော့လေပြက်နေတဲ့ကားဖြစ်သွားမှာပေါ့မဟုတ်ဘူးလားပြက်နေရင်အတစ်တစီဝယ်လိုက်ရုံပဲထို့သို့ပြောပြီးနောက်သူကရှေးဘေးထိုင်ကုန်တွင်ဝင်ထိုင်လိုက်သည်ပြိုင်ကားကနှခုံမဲပါတာကြောင့်အဖွားအတွက်နေရာမဆက်တော့ပေရဲဖန်ကမားရှန်လန်ကိုတောင်းပန်သည့်အပြုံးဖြင့်ပြုံးပြလိုက်သည်အဖွားအိမ်ကိုအရင်ပြန်နေလိုက်နော်ကျွန်တော်အဖိုးနဲ့ကားပတ်မောင်းလိုက်အောင်မယ်မားရှန်လန်ကအနှဲငယ်စိတ်ပူနေသည်သူ့ကိုမမောင်းခိုင်းနဲ့လေသူကားမမောင်းတာဗဒန်နှစ်တောင်ရှိနေပြီလေတယောက်ယောက်ကိုတိုက်မိသွားရင်ဘယ်လိုလုပ်မလဲသူမပြောလို့တောင်မပြီးသေးခင်မှာပဲကားကဝီကနေမောင်းထွက်သွားသည်အဖိုးမဆိုးဘူးပဲအဖိုးကိုအခြေခံလေးတွေသိပေးမလို့ကိုအဖိုးကတန်းမောင်းနိုင်နေမယ်လို့ထင်မထားဘူးရဲဖန်ကရဲဘော်ကိုတန်တော်ဖြင့်ကြည့်ကပြောလိုက်သည်ထိုအခါရဲဘော်ကခက်မဲ့ရဲလိုက်ပြီးကားမောင်းတာကိုအာယုံဆိုင်လိုက်သည်အဖိုးကားမောင်းတော့မင်းဖေတောင်မှမင်းဖွားရဲ့ဗိုက်ထဲမှာပဲရှိသေးတာမင်းကများငါ့ကိုဘလို့မောင်းရမလဲဆိုတာသင်ပေးအောင်မယ်တဲ့မလီဘသူ့ကိုလာပြီးအထင်သေးနေတာလဲအဖိုးအချိန်လျှော့ပါအောင်ကြောက်တယ်ဘာကြောက်တာလဲအဖိုးကမင်းကိုထွေးတောင်ဆွဲပြလိုက်အောင်မယ်